အရန်ကိုအတွဲညီအရင်တော့ချူလေးတို့ပန်းတို့သွေးတို့လိုမျိုးပြန်ပြီးကြည့်ရမှာပေါ့ဟုတ်ရှင်ပေါ့အများဆုံးအလုပ်တွဲလို့ရတာတော့မေလေးနဲ့အများဆုံးအလုပ်တွဲလို့ရတယ်ပေါ့နော်ဒီထက်လည်းအများကြီးအောင်မြင်နေတဲ့အမဒီဘောတေးဆောင်နေလည်းရှိပေမဲ့မေလေးလောက်တော့အများကြီးချူလေးတွဲပြီးတော့တေးဖို့ဆောင်ခဲ့ရအောင်တစ်နှစ်ပြီးတစ်နှစ်ကဲရဲ့အဲ့လိုဖြစ်မယ်လို့တော့မထင်ထားဘူးပေါ့နော်ဒါမဲ့လည်းရှစ်တစ်နှစ်ကမေလေးဒုတိယတစ်နှစ်ကချူလေးဆိုနောက်တစ်နှစ်ကရောဘယ်သူဖြစ်လာအောင်မလဲဒါရေခုံရတာပေါ့နော်မေလေးရဲ့ဒီမျက်နှာဆိုလို့ရှိရင်ကြတော့ဒါဖျားပေးတဲ့ဒါကောင်းခြင်းတွေထဲမှာအများကြီးပါတယ်အိုက်တင်လေးဆိုတာလေမျက်လုံးတွေကအစလေ तू ကလေနည်းနည်းလေးလုံးလိုက်တာနဲ့အရန်ကိုလေပေါ်လွင်တာမျိုးပေါ့နော်အဲ့လိုမျိုးဒီကားမှာကျတော့ဒီဇလန်ရဲ့အဓိက main ကတော့မေလေးကြောင့်ဖြစ်လာတယ်ပဲပြောရမှာပေါ့နော်ဒီကျင်ညာထားတဲ့အတိုင်းပဲဒီမေလေးရဲ့ကလေးစားချီတဲ့အပေါ်မှာသူမိဘတွေကြောင့်ကလေးစားချီတဲ့အပေါ်မှာကိုကလည်းသူ့ကိုချစ်ရတဲ့ကောင်မလေးတယောက်အတွက်ပေါ့နော်မမားတဲ့နာမမားရအောင်လို့ဒီနားကနေလမ်းကြောင်းပေးတဲ့ကောင်မလေးဟုတ်လိုလေးချစ်ပေးရတယ်သူအရန်နားလေပေးတာပေါ့နော်သူ့ကောင်လေးတွေနဲ့လည်းတဝင်တိုးရတယ်လीနော်အဲ့လိုမျိုးပေါ့ပါသွားမှလည်းကြောက်တယ်ပေါ့ပြီးရှိတကယ်ပဲသူယောက်ျားလေးနဲ့ချစ်သွားမှလားပေါ့အဲ့လိုမျိုးတွေလည်းစိုးရိမ်ရရှိတာပေါ့မေအခုရင်ဆိုင်ရမှာတမျိုးလုံးကကြောက်ရတယ်လူမိုက်ဒီလိုပုံစံနဲ့လက်တော့ပြန်နေမဲဒုက္ခရောက်မများတဲ့မှာငါစာတက်ထားတာငါ့ကိုစေနာရှိလို့မှမဟုတ်လားဟုတ်တာရောမေလေးနဲ့ချူလေးဆိုကားတွေအများကြီးလာဖို့ရှိသေးတယ်ပေါ့နော်ဒီကားမှာဆိုဒါလူတွေတအားများတဲ့အတွက်ချူလေးတို့ပါရတဲ့ဆင်းနေဆိုလေဒါသူ့ကဏ္ဍနဲ့သူပေါ့ချူလေးတို့နှစ်ယောက်တည်းအများကြီးပါတဲ့ကားတွေလည်းအများကြီးရှိပါတယ်အဲ့ခါကျရင်ကြည့်ပါအရန်ကိုအတွဲညီအရင်တော့ချူလေးတို့ပန်းတို့သွေးတို့လိုမျိုးပြန်ပြီးကြည့်ရမှာပေါ့ဟုတ်ချူလေးတို့ပြောရရင်တော့ MRTV Forum မှာပေါ့နော်အတူတူရိုက်လာခဲ့ကြတယ်ဒီဇလန်တွဲနဲ့လည်းအောင်မြင်မှုတွေရခဲ့တယ်အဲ့ရနေမှာဒီရုပ်ရှင်ဘက်ကိုပေါ့နော်ကူးလာကြတဲ့ MRTV Forum မှာဆိုလို့ရှိရင်ပေါ့အများဆုံးအလုပ်တွဲလို့ရတာတော့မေလေးနဲ့အများဆုံးအလုပ်တွဲလို့ရတယ်ပေါ့နော်ဒီထက်လည်းအများကြီးအောင်မြင်နေတဲ့ MRTV Forum တေးဆောင်နေလည်းရှိပေမဲ့မေလေးလောက်တော့အများကြီးချူလေးတွဲပြီးတော့တေးဖို့ဆောင်ခဲ့ရအောင်ပေါ့နော်အဲ့တော့ပို့ပြီးတော့ close stop ဖြစ်တာပေါ့ချူလေးတို့ညီမတွေကတော့ဘောနော်ဒီမိခင်တရင်ဖြစ်တဲ့ဒီ MRTV ဘောကနေကလေးကနေအခုချိန်ထိကိုပေါ့နော်အများနဲ့စူးစမ်းပြီးအကောင်းဆုံးပရိသတ်တွေအတွက်ပေါ့နော်တရုပ်ဆောင်နေပါတယ်လို့ဟုတ်အရင်ဝမ်းသာတာပေါ့နော်တစ်နှစ်ပြီးတစ်နှစ်ကဲရဲ့အဲ့လိုဖြစ်မယ်လို့တော့မထင်ထားဘူးပေါ့နော်ဒါမဲ့လည်းရှစ်တစ်နှစ်ကမေလေးဒုတိယတစ်နှစ်ကချူလေးဆိုနောက်တစ်နှစ်ကရောဘယ်သူဖြစ်လာအောင်မလဲဒါရေခုံရတာပေါ့နော်ကိုရီစီယာပဲလားပေါ့အဲ့လိုမျိုးလည်းဖြစ်စေချင်တယ်ပေါ့နော်အရင်လည်းဝမ်းသာတယ်ပြီးတော့အရင်လည်းကန်ကောင်းသွားတယ်လို့ပြောမှာပါချူလေးကလေဟုတ်စူးစားတယ်ပေါ့မေးလေးဆိုလို့ရှိရင်လည်းတအားစူးစားရလေမေးလေးနဲ့မဟုတ်ဘူးတမိသားစုလုံးကိုစူးစားပေးတာတကယ်လည်းအားကြရတယ်ပေါ့နော်ပြီးတော့မေးလေးရဲ့ဒီမျက်နှာဆိုလို့ရှိရင်ကြတော့ဒါဖျားပေးတဲ့ဒါကောင်းခြင်းတွေထဲမှာအများကြီးပါတယ်အိုက်တင်လေးဆိုတာလေမျက်လုံးတွေကအစလေ तू ကလေနည်းနည်းလေးလုံးလိုက်တာနဲ့အရန်ကိုလေပေါ်လွင်တာမျိုးပေါ့နော်အဲ့လိုမျိုးဆိုကျူလေးဆိုမေးလေးအဲ့လိုမျက်လုံးတွေမျက်ခုံးတွေဆိုသဘောကျတယ်ပေါ့ကိုကြီးကပါတယ်လေနော်ပါတော့တအားလောက်ရတယ်အဲ့လိုမျိုးဆိုလေအဲ့လို feature ကိုကြိုက်တယ်ကြည့်ရဟုတ်ဒီကားမှာကျတော့ပေါင်နဲ့တရုပ်ဆောင်နေအရန်များပါတယ်မင်းသားတွေရောမင်းသမီးတွေရောဇပိုးဆက်ရန်ဟာတာတရုပ်ဆောင်နေအပြင်မှာအရန်ထူးကြပါတယ်ဒါမလင်းတို့မသူတို့တွေလည်းပါတယ်ဆိုတော့လေအကုန်လုံးကတော့မြက်မြက်တတနဲ့ကို character နဲ့ကိုပေါ့နော်အကောင်းဆုံးတာဝန်ကြီးအောင်တရုပ်ဆောင်ထားပါရှင်ဟုတ်အဲ့ဒါတော့ရုပ်ရှင်မှာကြည့်ရမှာပေါ့နည်းနည်းလေးကြာသွားပြီဒီကရိုက်ထားတာလေကျူလေးလည်းတချို့ဟာတွေမှတ်မိရတယ်တချို့ဟာတွေတိတ်တောင်မမှတ်မိတော့ဘူးပေါ့ဟုတ်ဖိုက်တယ်တော်ဝိုင်းတော့မဟုတ်ဘူးပေါ့နော်မိန်းကလေးလိုနေတယ်နည်းနည်းယောက်ျားလေးဆန်တယ်တာချီလို့တော့ပြောကြတယ်အဲ့လိုမျိုးလေးပါဟုတ်ကိုမိုင်နဲ့ဒီတိုင်းအပြင်မှာ personally ရလည်းအရန်ခင်တယ်အရန်အစီအပြေ relation ကလည်းရှိရဆိုတော့လေဟုတ်အဆင်ပြေပါတယ်ဟုတ်ဂိုင်းဆောက်တယ်လို့တွေးရမယ်လို့ပြောရဲဒီကားထဲမှာဟုတ်လားဟုတ်တယ်ထူးကြတာပေါ့နော်ဒါပေမဲ့ရဖြစ်ခဲ့တဲ့သူတို့နဲ့အဆုံစင်းလေးဆိုဗာလေးရှင်တယ်ဒီပြောလို့တော့မမရဆိုရင်တော့ဒလိစင်းဆိုပြိတ္တတွေကြည်ရလားမသိဘူးအဲ့ဒါဆိုအရန်ကြီးရအဲ့လေနော်ငါရေကူးတင်တာလေးဆရာလေးဆိုပြီးအရန်နှမျောဖို့ကောင်းပါတယ်အဲ့လိုဒလိစင်းတွေပါတယ်ပေါ့နော်တခြားဆိုလို့ရှိရင်တော့အဲ့အိမ်ဝင်လာပြီးတော့အဲ့လိုမျိုးပေါ့နော်ဂန်စတာကြီးတွေပေါ့တကယ်ကိုကြားရကြီးတွေလာပြီးတော့အဲ့လိုပြဿနာရှာတာ၊ကွိုင်လာရှာတာပေါ့ကိုကြီးလည်းတကယ်ကြောက်ရတာမျိုးရှိရပေါ့နော်အဲ့စင်းဆိုကိုကြီးရပါတယ်ဟုတ်ဘာပြောချင်လဲရေကူးသိချင်တော့ရေကူးသိချင်ဟုတ်တယ်
ဟာရေကူးတင်နေတာလား ဟုတ်တယ် ဟာတင်